နှုတ်ကပတ်တော်မှာဆိုအမြဲတမ်းပြောတယ်လေအမျိုးသမီးတွေဘယ်လိုပြောခင်မွန်းတဲ့ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံဖို့ပြောတယ်ဟုတ်အဲ့ဒီမှာဘာဖြစ်လို့အာရန်ကမိမကျွေးတာကိုစားတာလဲကျမစဉ်းစားမရဘူး तू ကပြောရမယ်လေဘယ်လိုပြောမလဲဖခင်ကပြောထားတယ်မစားရဘူးပြောထားတယ်ဆိုသူ့မိမကို तू ပြောရမယ်လေအခုကသူ့မိမဂွားနဲ့ကြိုက်ပြီးတော့စားကြည့်ကောင်းတဲ့စားအတင်းစားတော့ तू လည်းစားလိုက်တော့ပြဿနာအခုထိမပြီးဘူးဆိုတော့ကျမအရန်မေးမယ်ဖခင်သခင်ကိုတွေ့ရင်ဘာအသီးလဲလို့တော့ဒါကြောင့်မို့လူတွေကလည်းပြောတယ်လေမစားစေချင်အရင်ကမဖန်ဆင်းပါနဲ့လားဒါပေမဲ့ရွေးချယ်မှုတဲ့အခုလည်းပဲကျွန်တော်တို့နှုတ်ကပတ်တော်နေ့တိုင်းလို့ကြားရတယ်နော်ဒီမှာမလာလည်းပဲ YouTube ဖွင့်လိုက်တာနဲ့ဥမာပေါ့ YouTube ထဲမှာကိုကြည့်ချင်တာကကိုရီးယားကားဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့ကိုရီးယားကားကိုဖွင့်နေတဲ့အချိန်မှာပဲနှုတ်ကပတ်တော်တွေဆရာတွေအများကြီးပဲတန်းစီထွက်လာတာဒါပေမဲ့ကျွန်တော်တို့ရွေးချယ်တာပါလေကိုရီးယားကားဒါမှမဟုတ်မော်ဒယ်လားမင်းသမီးအကြောင်းလားမင်းသားအကြောင်းလားကလားဇကာအကြောင်းလားအဲ့ဒါကိုကျွန်တော်တို့ကရွေးတာလေတင်ရွေးချက်ပိုင်ခွင့်ရှိတယ်နော်အမှုတော်ဆောင်တွေအများကြီးပဲဟောပြောဝင်ငှနေတဲ့အခါမှာသူတို့ခေါ်ရတာ2 နာရီလောက်ရှိမယ်မိနစ်30လောက်ရှိမယ်ဖို့အထဲမှာတလုံးလေးကတင့်အတွက်ကောင်းကြီးဖြစ်တယ်ဆိုရင်ဖွင့်ကြည့်ရတာတန်တယ်လေဒါပေမဲ့ကျွန်တော်တို့ကအခုကိုရီးယားကားပဲကြည့်ဘယ်ကားပဲကြည့်ဇက်လန်တိုပဲကြည့်ဘာလဲဘာဇက်လန်လာလဲဖောက်ပြန်ခြင်းတစ္ဆာမရှိခြင်းတယောက်နဲ့တယောက်ရန်ညိုးဖွဲ့ခြင်းလို့ပဲသုံးလိုက်တော့မယ်နှုတ်ကပတ်တော်အနေနဲ့ဆိုတော့အဲ့ဒီဟာတွေပဲလာတာဘယ်ဇက်လန်ကိုပဲကြည့်ဘယ်ဇက်လန်ပဲဖြစ်ပြောချင်တာထိုင်းဇက်လန်လားဗမာဇက်လန်လားဘာဖြစ်လို့လဲဆိုတော့ကျမကအဲ့ဒီဇက်လန်တိုတွေကမင်းသမီးမင်းသားတွေကချောလို့ကျမတော့ဝင်ကြည့်တာဆိုတော့ကျွဲနာပြောတယ်မမီအဲ့ဒါ AI လားကျမပြောတယ် AI လားမ AI လားမသိမင်းသားမင်းသမီးတွေကလည်းချောတယ်သူတို့ပြောတဲ့အင်္ဂလိပ်စာလုံးတွေကလည်းကျမနားလဲလွယ်တယ်လေအဲ့ဒီဟာလေးတွေတော့ဝင်ကြည့်တယ်အဲ့ဒီဘဲဝင်ကြည့်ပြီးပြီဆိုနှုတ်ကပတ်တော်ပြန်လဲဖို့တော်လဲယူရတာနော်ကိုရွေးချယ်ရတာဘာလို့လားရွေးချယ်ပေးလို့လဲဘေးနားလူတွေကလာမရွေးချယ်ပေးဘူးတန်ရှင်သောဝိညာဉ်တော်ကပဲကိုပြန်ဆွဲခေါ်မှာတန်ရှင်သော